Hello မျိုးတို့နဲ့ကောင်းကြရလားကျွန်တော်ရဲ့ Watch and React YouTube channel နဲ့ပြန်လည်ကြိုဆိုပါတယ်ဒီနေ့အနေငယ် reaction လုပ်ချင်တာကတော့ကျွန်တော်တို့ရဲ့ညီမကူကူပေါ့နော်သူ့ရဲ့တခြင်းအစ်စ်လားအစ်စ်လက်သူတည်ဆူထားတာအရန်ကောင်းတယ်အဲ့ဒီတခြင်းကအထူးသဖြင့်ဒီလိုမျိုးခက်ပြက်နေတဲ့ကဘာကြီးမှာအထူးသဖြင့်ကျွန်တော်တို့မြန်မာနိုင်ငံလူအထူးသဖြင့်ကျွန်တော်တို့မြန်မာနိုင်ငံလူဆင်းရဲဒုက္ခပေါင်းများစွာနဲ့ကြုံနေတဲ့ပြည်သူတွေကိုအားပေးတဲ့အနေနဲ့အဲ့ဒီညီမလေးကတခြင်းဆူထားတာဖြစ်ပါတယ်အရန်ကောင်းတဲ့အတွက်ကျွန်တော်က reaction နဲ့လုပ်ထားတာဖြစ်ပါတယ်ဒီညီမကိုလည်းကျွန်တော်တို့အားပေးကြဖို့လည်းတောင်းဆိုချင်ပါတယ်တကယ်ပဲအဲ့လိုမျိုးကျွန်တော်တို့မြန်မာနိုင်ငံသားတွေအခက်အခဲတွေဖက်ဖက်မှာကြုံနေတဲ့အချိန်မှာတယောက်နဲ့တယောက်အားပေးပြီးတော့မှဆိုတော့ကျွန်တော်တို့ရဲ့ညီမငယ်ကူကူရဲ့တခြင်းကိုတူတူကနာထောင်ကြရအောင်ကဲပါဗျာဒီလူဘဝနေတဲ့ရင်ချေနှံ့စရာပါတဲ့ရင်တော့ချေနှံ့စရာပါလိုက်တယ်ကွာနေဗျာပြောနေတဲ့ခဲဘောကွာဟုတ်ကဲ့ပါဗျာမလေးရဲ့လိုရမရတဲ့ဘဝမှာစိတ်ညစ်မခံပါနဲ့နော်ဟုတ်ကဲ့ဗျာဒီလေးရဲ့လာခဲ့တဲ့လူဘဝမှာပျော်ပျော်သားနေလိုက်စမ်းပါဟုတ်ကဲ့ပါဗျာမလေးဗျာဝင်ပြန်ပြီနေပြီးတော့ညာပြီးညာအဲလိုက်စားလိုက်လူဘဝချင်လေရဒီကဘာမလူအတိုင်းနဲ့တော့မလိုက်နိုင်တာမှန်တယ်ဗျာပြောနေလိုက်စမ်းမကိုလိုရဟုတ်ကဲ့ဗျာရခဲ့တယ်ဒီလူဘဝနေတဲ့ရင်ကျေနပ်စရာပါတဲ့နော်ကျေနပ်စရာပါဗျာကောင်းလိုက်တာတကယ်ပဲကောင်းလိုက်တယ်ကွာကျွန်တော်တို့ညီမညင်တည်ဆူထားတဲ့တချင်းလူပဲကျွန်တော်တို့လူသားတွေသူတို့ပြင်ကျွန်တော်မြန်မာနိုင်ငံသားတွေစိတ်ညစ်မနေပဲနဲ့ခုဘဝမှာအကောင်းဆုံးပျော်ပျော်နေတတ်အောင်ကြိုးစားပြီးတော့မှဒီလိုမျိုးအခက်ခဲဘဝအခက်ခဲပေါင်းများစွာကိုပေးချိတ်ပြီးတော့မှခုကြမှာရေးကိုဂရုစိုက်အခက်ခဲတွေများထက်မှာနော်မုံတိုင်းတွေထက်မှာအကောင်းဆုံးလူတက်ဖြစ်နေအောင်ခါနိုင်ရှိအောင်ကြိုးစားကြရအောင်လို့ကျွန်တော်နေငယ်ကောင်းပေးချင်ပါတယ်အားလုံးပဲနောက်မှပြန်ဆုံကြရအောင်